မင်္ဂလာပါရှင်လက်ရှိမှာတော့ COVID-19 အရေးပေါ်ကာလအခြေအနေအရအတန်းတွင်းတင်ကြားမှုများကိုရန်နာထားပြီး SFU SQA Professional Diploma အတန်းများကို online သင်တန်းများအဖြစ်တည်တံ့ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ယခုဖွင့်လှစ်မည့် SFU SQA Professional Diploma အတန်းကိုတော့ ICM Single Subject Diploma အတန်းတက်ရောက်ပြီးသူများ Diploma ရရှိပြီးသူများအိမ်မှာနေရင် Professional Diploma တစ်ခုကိုသင်တန်းကြေးတက်တာနဲ့ရယူနိုင်ဖို့အတွက်စီစဉ်ပေးထားခြင်းဖြစ်ပါတယ်။မူရင်းတင်တန်းကြေး39,500ကျပ်အတန်းကိုမော်ဂျူလ်လေးခုစာအတွက်မှာ29,500ကျပ်ဘာသာရပ်တူရင်39,500ကျပ်ထဲသာကျတင်မှာဖြစ်ပြီးတင်တန်းကြေးကိုလည်းတစ်လလျင်9,000ကျပ်နှုန်းဖြင့်အရေးကြ4ချိန်ခွဲသွင်းနိုင်မှာဖြစ်ပါတယ်။ဘာသာရပ်တိုင်းကိုတော့မော်ဂျူလ်2မှာစတင်တက်ရောက်နိုင်မှာဖြစ်ပြီးတူညီသောဘာသာရပ်များကိုပြန်လည်တက်ရောက်ရန်မလိုပဲစာမေးပွဲတိုက်ရိုက်ဝင်ရောက်ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ကျောင်းသားဟောင်း refer ရှိပါက3,000ကျပ် discount ရရှိမှာဖြစ်ပြီး refer ပေးလိုက်တဲ့ကျောင်းသားဟောင်းတွေအနေနဲ့ SFU 8 Certificate in Business English အတန်းကိုအခမဲ့တက်ရောက်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။တင်တန်းကြေးများကိုတော့ KVZ Pay, Wave Pay, AYA Pay နဲ့ပေးချေနိုင်မှာဖြစ်ပြီး Mobile Banking ဖြင့်ပေးချေလိုပါက KVZ, AYA, CB, Yoma Mobile Banking တို့ဖြင့်လွယ်ကူစွာပေးချေနိုင်မှာပဲဖြစ်ပါတယ်။